ဒီနေ့ဩဂုတ်လ9ရက်နေ့ပိုင်းမှာထိုင်းနိုင်ငံမှာရှိတဲ့နွန်ထပူရီပြည်နယ်ကကျောင်းမှာအသက်ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်ဗျ။ကနဦးသတင်းတွေအရဒီနေ့နနက်7:00နာရီခန့်မှာအလဲတန်းဒုတိယနှစ်ကျောင်းသားတဦးကအနေရှိတဲ့လက်နက်ကိုအသုံးပြုပြီးတော့ကျောင်းအတွက်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီပြစ်ခတ်မှုကတော့ကျောင်းရဲ့အမြင့်ပိုင်းနေရာဖြစ်တဲ့အထက်မြင့်9လွှာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာကျောင်းသားတွေနဲ့ဆရာဆရာမတွေရှိနေခဲ့ပါတယ်။ဒီဖြစ်ကြီးပြရတဲ့ကျောင်းသားတွေနဲ့ဆရာဆရာမတွေကိုအနေကင်းတဲ့နေရာကိုရွှေ့ပြောင်းပေးခဲ့ပြီးတော့ဒဏ်ရာရရှိသူတွေကိုဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအချက်လက်တချို့ကတော့ဆရာဆရာမ3ဦးကျောင်းသား3ဦးကျူးလွန်သူ2ဦးစုစုဝင်ပေါင်းအသက်ဆုံးရှုံးခဲ့ရတော့9ဦးဖြစ်ပြီးတော့15ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူ15ဦးထဲမှာအခြေအနေပြင်းထန်သူ2ဦးပါဝင်တယ်လို့သိရပါတယ်။ကျူးလွန်သူကျောင်းသားဟာဖြစ်ရအတွင်းတိတ်ဆုံးသွားတာဖြစ်တာကြောင့်မလို့သူ့ရဲ့ရည်ရွယ်ချက်ကိုတိုက်ရိုက်မေးမြန်းနိုင်မှာတော့မဟုတ်တော့ပါဘူး။လက်ရှိချိန်မှာတော့ရဲတပ်ဖွဲ့တွေအနေနဲ့ကဖြစ်ပွားခြင်းအကြောင်းရင်းတွေကိုလိုက်လံပြီးစုံစမ်းစစ်ဆေးနေပါတယ်။အထူးသဖြင့်ဒီလက်နက်တွေဒီကြီးစံတွေကဘယ်ရလာပြီးလို့ရှိရင်သူ့ရဲ့မိသားစုရဲ့အခြေအနေဒီဖြစ်ရကိုဖြစ်ပွားရတဲ့အကြောင်းတွေကိုဆက်လက်စုံစမ်းနေပါတယ်။အရေးကြီးတာတစ်ခုကတော့အခုချိန်ထိဖြစ်ပွားခြင်းအကြောင်းကိုတရားဝင်ထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။လူမှုကွန်ရက်ပေါ်မှာမိသားစုပြဿနာစိတ်ကြမ်းမာရေးပြဿနာစတဲ့ကောလာဟလသတင်းတွေအမျိုးမျိုးထွက်နေပေမဲ့အစိုးရဘက်ကတော့ဘာမှတရားဝင်တည်ပြုထားခြင်းမရှိသေးပါဘူး။ဒါကြောင့်ဘာကြောင့်ဖြစ်ခဲ့ရလဲဆိုတော့ယခုချိန်ဒီကိုတိကျပြောလို့မရသေးပါဘူး။ဆက်လက်ပြီးတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့စုံစမ်းမှုအခြေအနေကိုစောင့်အောင်ပါပဲဖြစ်ပါတယ်။ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့နောက်ထပ်တရားဝင်သတင်းချက်တွေထပ်မံထွက်ရှိလာအောင်ထပ်မံပြီးတော့မျှဝေတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ။ဒီ profile လေးကိုပတ်သက်ပြီးတော့လည်းဖြစ်စဉ်အကြောင်းရင်းကိုသိကျင်နေတဲ့မိတ်ဆွေတွေသိအောင်လည်း sharing လုပ်တော့ပေးခဲ့ကြပါဦး။ပြီးလို့ရှိရင်ထိုင်းနိုင်ငံရောက်ရှိနေတဲ့ကျွန်တော်တူမာလေးလည်း view site ပေးဖို့အတွက်ကျွန်တော်ထိုင်းအောင်ရွှေမြန်မာညီကိုတွေကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။သတိပေးတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်သတင်းကြောင်းတွေကိုဆက်လက်သိအောင်လို့ကျွန်တော်အကောင့်လေးကို follow လုပ်တော့ပေးဖို့အတွက်မေတ္တာရက်ခံလိုက်တာဖြစ်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။